cable တစ်ချောင်းမှားယူမိတာကြောင့်မီးလောင်မှုတွေစက်ပစ္စည်းပျက်စီးမှုတွေလူအသက်အန္တရာယ်တွေအထိဖြစ်နိုင်တယ်ဆိုတာသိပြီးပြီလားဒီနေ့ဗီဒီယိုမှာတော့ cable site ရွေးတာမှားရင်ဘာတွေဖြစ်နိုင်လဲဘယ်လိုမှန်မှန်ရွေးရမလဲဆိုတာကိုလွယ်လွယ်နဲ့နားလည်အောင်ရှင်းပြပေးသွားမှာပါနံပါတ်1 cable ဆိုတာဘာလဲ cable ဆိုတာ electricity ကို point တစ်ခုကနေတစ်ခုစီပို့ဆောင်ပေးတဲ့လမ်းကြောင်းပါဒါပေမဲ့ cable တိုင်းက current ကိုတူညီအောင်မခံနိုင်ပါဘူးအချို့ cable တွေက small load တွေအတွက်ပဲသင့်တော်ပြီးတော့အချို့ကတော့ heavy load တွေအတွက်အသုံးပြုရပါတယ်ဒါကြောင့်လုံးနဲ့မကိုက်တဲ့ cable တွေကိုသုံးပြီးရင်ပြဿနာတွေဆက်ဖြစ်တော့တာပါပဲနံပါတ်2သေးလို့ရင်ဘာဖြစ်မလဲပထမအချက်အနေနဲ့ cable ပူလာမယ်ဥပမာ air con တစ်လုံးကို small cable နဲ့ချိန်ထားတဲ့ဆိုပါစို့ current များတဲ့အချိန်မှာ cable ကမခံနိုင်တော့ဘဲနဲ့ heat တက်လာပါလိမ့်မယ်ဒီလို heat တက်တာကအရင်အန္တရာယ်ရှိပါတယ်ဒုတိယချက်အနေနဲ့ isolation ပျော်သွားနိုင်ပါတယ် cable အပူလွန်လာရင်အပြင်က plastic isolation တွေပျော်လာနိုင်ပါတယ်အဲ့ဒီအချိန်မှာ short circuit ဖြစ်နိုင်ပြီးတော့ breaker trip ဖြစ်တာတို့ mist spark ထွက်တာတို့မီးလောင်တာတွေအထိဖြစ်နိုင်ပါတယ်တတိယအချက်အနေနဲ့ voltage drop ဖြစ်မယ် cable site သေးလို့ရင် voltage drop ဖြစ်ပါတယ် voltage drop ဆိုတာပစ္စည်းစီကိုရောက်တဲ့ voltage လျော့နေသွားတာပါဥပမာမော်တာတစ်လုံးက220 volt လို့ပဲမဲ့ cable ကြောင့်190 volt ပဲရောက်နေတယ်ဆိုရင်မော်တာကအားမပြည့်ပဲနဲ့ overheat ဖြစ်နိုင်ပါတယ်ဒုတိယအချက်အနေနဲ့ electricity loss များလာမယ် cable သေးလို့ရင် resistance များလာပါတယ် resistance များလာတာနဲ့ energy loss ပိုများလာပြီးတော့မီတာကပိုကုန်လာနိုင်ပါတယ်နံပါတ်3 cable ကြီးလို့ရင်ရော cable ကြီးသုံးတာကစိတ်ပိုဖြစ်တယ်လို့လူတချို့ကထင်ကြပါတယ်ဒါပေမဲ့အများတမ်းမမှန်ပါဘူးပထမချက်အနေနဲ့ပတ်စံကုန်မယ်လောက်သေးသေးလေးတွေအတွက် cable အကြီးကြီးသုံးထားရင်ကုန်ကျစရိတ်အရန်တက်သွားပါတယ်ဒုတိယချက်အနေနဲ့ insulation ခက်ခဲမယ် cable ကြီးလာတာနဲ့အမျှ cable tree ထဲမှာထည့်ရခတ်လာမယ် binding လောက်ရခတ်မယ် termination လောက်ရခတ်လာမယ်နံပါတ်4 cable site ကိုဘာတွေကြည့်ပြီးရွေးရမလဲကျွမ်းကျင်တဲ့ engineer တွေက cable ရွေးတဲ့အခါဒီအချက်တွေကိုကြည့်ပါတယ်ပထမဆုံးအချက်အနေနဲ့ load current လှုပ်ဘလောက် ampere ဆွဲမလဲဒုတိယချက်အနေနဲ့ cable length distance ဝေးလာရင် voltage drop ဖြစ်လာလို့ cable site ပိုကြီးဖို့လိုနိုင်ပါတယ်တတိယချက်အနေနဲ့ installation method cable ကိုပိုက်ထဲထည့်မလား tray board တင်မလား ground နဲ့မြုပ်မလား installation method ပုံမူတည်ပြီးတော့ current carrying capacity ပြောင်းလဲနိုင်ပါတယ်သုဒ္ဓအချက်အနေနဲ့ ambient temperature ပူတဲ့နေရာမှာ cable က heat ပိုတက်လို့ generating factor တွေပါထည့်သွက်ရပါတယ်ဥပမာ air con နှစ်ကောင်တစ်လုံးကို 1.5 cable နဲ့ဆွဲထားတဲ့ဆိုပါစို့ဆက်စချင်းမှာအလုံးလုံးနိုင်ပေမဲ့ကြာလာတာနဲ့အမျှ cable ပူလာမယ် breaker ခဏခဏ trip ဖြစ်မယ် compressor damage ဖြစ်နိုင်တယ်ပြီးတော့မီးလောင်တဲ့အထိဖြစ်နိုင်ပါတယ် electrical system မှာအလုံးလုံးနေတယ်ဆိုတာစစ်ဖြစ်နေတယ်လို့မဆိုလိုပါဘူးအချို့ installation တွေကအခုတော့အဆင်ပြေနေပေမဲ့အချိန်ကြာလာတာနဲ့အမျှအန္တရာယ်ဖြစ်လာနိုင်ပါတယ်ဒါကြောင့် cable site ရွေးတဲ့အခါဈေးသက်သာတာကိုပဲမကြည့်ဘဲနဲ့ safety နဲ့ standard ကိုအမြဲတမ်းဦးစားပေးပါဒီဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ like and subscribe လုပ်ပြီးတော့ကျွန်တော်တို့ channel လေးကို support လေးလုပ်ပေးပါနောက်ဗီဒီယိုတွေမှာလည်း electrical knowledge တွေကိုအလွယ်ကူဆုံးနဲ့အယူရှင်းဆုံးနားလည်လင်အောင်ဆက်လက်မျှဝေပေးသွားမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်